ံဃာရှာလုံးမှာဘုရားဆူဆူနဲ့လွယ်ပြီးတရားပွဲမျိုးမျိုးတွေနဲ့မကြုံတာဘုရုပိတ်ပင်ထားတယ်ဆိုတာပေါ်ကြရောပေါ်ကြပါဗျာဘုရုပါလေနိဝရဏတရား၅ပါးလို့ခါကျိုးတကားတစ်တူလာဘူးလို့မှတ်ထားလို့ရှိရင်ဩဒါမသိမ့်တာမဆဲတာမရှုတာမမှတ်တတ်တာနဲ့ဘုရားဆူဆူနဲ့လွယ်တရားပွဲမျိုးမျိုးနဲ့မကြုံပဲနဲ့ဒုက္ခပင်လေဝေပိဋကလာနေခဲ့ရတဲ့အဖြစ်တွေဟာဒီတရား၅ခုဖယ်နေရှားနေနေပြီးကိုမရကြလို့ပဲဆိုတာသိသိချာချာမှတ်ပါမှန်ပါဗျာကာမသန္တာနိဝရဏဆိုတာလောဘနော်လောဘအလုပ်လိုက်နေလဲရှိရင်လည်းဖျားပွင့်လည်းသူနဲ့မဆိုင်ဘူးတရားတွေသစ္စာတရားတွေဟောနေပြန်လဲဒါကြောင့်လောဘလည်းလောဘကိစ္စလိုက်စားနေတဲ့ပုဂ္ဂိုလ်များလည်းဘုရားသူနဲ့လည်းတရားပွဲမျိုးမျိုးနဲ့မကြုံဆိုတာဒီတရားကြားတာပဲဆိုတာပေါ်လာပါမှန်ပါဗျာဘာဝရနိဗ္ဗာန်ဆိုတာမိမိတို့နေရာစားဘောမှာလုံးမကြဝတ်ဘောမှာလုံးမကြသာသမီနဲ့ကွာအိမ်အားတိုက်တာဘောမှာလုံးမကြအဲဒီလိုဒေါသလုံးမကြတာလေးဖြစ်နေပြန်လို့ရှိရင်ဘယ်မှဘုရားဘုရားနဲ့မသွားပြတရားပွဲနဲ့လည်းကျုံအောင်ကိုယ်ကလည်းမဆုံးအောင်လွှဲဖယ်ပြီးဒီကရနေဒီဖြစ်နေတော့ကြောင့်လေသူလည်းတသံတရားလုံးမှာသူကလည်းအတားဓမ္မသက်သက်ပဲဆိုတာတရားဓမ္မတွေမှတ်ရမှာဒေါသလည်းအတားဓမ္မနိဗ္ဗာန်တရားလို့မှတ်လိုက်ကြစမ်းပါသိနာမိတ်္ခာဆိုတာကစားပြီးတောက်ပြီးတယ်ဆွငိုက်တယ်မြည်တယ်ဆိုတဲ့ဥစ္စာတွေလာပြန်တော့ဘုရားတွေပဲတော့ပွင့်ပြီးဒီကရနေစေကမှုမသွားပြဘူးသူ့လိုလိုက်နေရတာနဲ့တရားတွေပဲလို့ဟောပြီးကြတာနေ냐တော့လဲအိတ်ရှင်ဒါနဲ့အိတ်ပြီးကြတာအိတ်ပွဲနှွဲနေရတာနဲ့ပဲဘုရားသာပြိဋိဘံစံတရားပွဲတွေသာသိမ့်သွားတယ်သူရေးပါမှမပါလိုက်တော့သူတားတာပဲဖြစ်နေမိတာတားတာပဲဆိုတာလဲပေါ်လာကြပေါ်လာပါကောင်းပြီဒါဖြင့်ဥဒိစ္စကုက္ကုစာနိဝရဏဆိုတာသူတို့ကနှစ်ခုတွဲလို့ရှိရင်နှစ်ခုတွဲတားလို့ကမှတ်ပြီတော့ဒါဖြင့်ယနေ့ပြောမှာကဥဒိစ္စတော့ဖြင့်ဒကာဓမ္မတွေပြောပြီးပါပြီနော်ကုက္ကိစ္စနိဝရဏကိုဇာတပဲလို့ဟောပါကြုံဆိုလို့ရှိရင်ဖြင့်ဥဒိကုက္ကိစ္စဓာတိယကျွန်တဘောက်တွင်းတဲ့တရားကျွန်တဘောက်တွင်းတဲ့တရားဆိုတော့ဒကာဓမ္မတို့လွတ်လပ်ရေးကိုယ်ပိုင်အလုပ်ကိုပေးတဲ့အလုပ်မဟုတ်ဘူးပေါ့မှန်ပါဗျာလွတ်လပ်တဲ့ရေးလည်းမပေးပါဘူးမှန်ပါကိုယ့်အကိုချွန်နိုင်တဲ့အလုပ်မျိုးကိုလည်းပေးပါဘူးအဲ့ဒါပုဂ္ဂိုလ်စာဥဒိစ္စလို့မှတ်ထားလိုက်စမ်းပါဆိုတော့ဒါဖြင့်ယနေ့ဥဒိစ္စပြီးတော့ဒကာဓမ္မတွေပုဂ္ဂိုလ်စာပဲရှင်းပြပါမယ်မှန်ပါဘူးကုသိတံကတံကုကတံကုသိတံသစ္ဆောအတိကိုကတံပြုသောတရားတွေပုဂ္ဂိုလ်ဆံဆက်ဆုပ်တဲ့တရားကိုပြုတတ်တယ်ဆက်ဆုပ်ဖို့တရားတွေပြုလုပ်တတ်ပါတယ်လို့ဒကာကျွဲတို့မှတ်ထားရအောင်မှန်ပါပါဘာလို့ဆက်ဆုပ်เสียကောင်းလို့မေးတဲ့ခါကြလို့ရှင်းဖြင့်တဲ့တကယ်ချမ်းသာရေးချမ်းသာမြတ်ရတာနဲ့ပြည့်စုံတဲ့နိဗ္ဗာန်ကြီးဒကာဓမ္မတွေဒုက္ခခတ်သိမ်းခြင်းနဲ့နိဗ္ဗာန်ကြီးအခုလောင်နေမှလည်းကုံသိမ်းပြီးအေးချမ်းတဲ့နိဗ္ဗာန်ကြီးကိုသူကဒကာလည်းကုသိတံကတံကဆွတ်ဆုပ်ဖွယ်ဖြစ်နေတခါလဲသူကပင်ကိုယ်ကလည်းဆွတ်ဆုပ်ဖွယ်တရားဆွတ်ဆုပ်ဖွယ်လို့လုံးနေတာနဲ့ပဲကျွတ်တို့မှာတဲ့မညာဘုံညာနိဗ္ဗာန်ကြီးနဲ့လွယ်ကြီးလွယ်ရဒါပြန်သူကဆွတ်ဆုပ်ဖွယ်လို့လုံးနေသောကြောင့်သူကုက္ကုစလို့မှတ်လိုက်စမ်းပုဂ္ဂိုလ်စဆိုတာဘာလို့တတ်ပါလဲဆွတ်ဆုပ်ရန်ရှားဖွယ်လို့ကိုလုတ်တတ်တာဒီကုက္ကုစလို့မှတ်ပါကုသိတံကတံခုတံကတာကတဒုစရိတသုစရိတံတဲ့ဒီကကျဆရာမကပြုပြီးတော့ဒီရိုက်သူတွေးနေတယ်မပြုသေးတဲ့သူရိုက်တွေသူကတောင့်တနေတယ်ပြုပြီးတော့သူရိုက်တွေတွေးပြီးသောကဖြစ်သဘောကျမပြုရသေးတဲ့ကောင်းတဲ့တရားတွေကိုမပြုရသေးလို့သောကဖြစ်ဒါကလည်းဘယ်နှချက်ပါလဲပြုပြီးတော့သူစိတ်အတွက်လည်းသောကဖြစ်မပြုရသေးတဲ့သူစိတ်အတွက်တွေဒကာဓမ္မတွေကသေချာမှတ်ပါနော်ဆက်စုပ်ဖွယ်တရားက
သူဘယ်လိုလုပ်နေတတ်တယ်ဆိုတာခန္ဓာကိုယ်ထဲမှာစဉ်းစားပါပြုပြီးတော့မကောင်းမှုတွေကြတော့သူကမကောင်းမှုတွေပြုခဲ့လေခြင်းဆိုပြီးသောကဖြစ်ကောင်းမှုတွေကြတယ်မပြုရလေခြင်းဆိုပြီးသောကဖြစ်မကောင်းမှုကြောင့်လည်းသူကဘာဖြစ်ကောင်းမှုကြောင့်လည်းကောင်းမှုလုပ်ဖြစ်တာလားမလုပ်ဖြစ်လို့သောကဖြစ်တာဒါပြန်သောကတစ်လုံးတည်းကိုဒါဘာခေါ်ကြမလဲသောကတစ်လုံးတည်းကိုဆုံးခေါ်လိုက်တဲ့အခါကျတော့ကုက္ကုစာသဘောကျသောကတစ်လုံးတည်းဆုံးခေါ်လိုက်တဲ့အခါကျတော့ဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေမှာပြုပြီးသားသူစိတ်တွေကိုလည်းတွေးတဲ့စိတ်လာလို့ရှင်ဩငါကုက္ကုစဖြစ်နေပါဘောလားအောင်းမလိုက်ပါမပြီးတာလေးအကြောင်းဆောက်ဖရတဲ့သူတော်ကောင်းတို့ဥပုသ်ဆောင်တဲ့အလုပ်တွေမလုပ်ရသေးတာကိုလည်းမလုပ်သေးတာကိုတွားတွေးမနေပါနဲ့တဲ့မလုပ်ရသေးလို့သောကဖြစ်နေတာဝန်းနဲ့တော့သောကအဲ့ဒီသောကကိုပေါင်းခေါ်ရင်ဘယ်လိုခေါ်ကြအဲ့ဒါဖြင့်ကုက္ကုစဒကာသစ်တို့ဒကာကျွယ်တို့လားဘူးတို့မပြုပြီးသောအကုသိုလ်အတွက်လည်းသူသောကဖြစ်မပြုရသေးတဲ့ကုသိုလ်အတွက်လည်းသောကတစ်လုံးနဲ့ပဲအကုသိုလ်တရားပဲအဲ့ဒါဘာခေါ်ကြမလဲဒါကြောင့်ကုသိတံကတံဒီကုတံကတကတဒုစရိတသုစရိတံအကတံပိကုကတံဒီဝုစရိဆိုလိုက်တယ်ဒီကကျော်ဆရာကအကတံပိမပြုရသေးသောတရားကိုဒီကုကတံကုက္ကတပဲမပြည့်ရသေးတဲ့ကုသိုလ်တွေကိုသောကဖြစ်နေတဲ့ကုက္ကုစပါပဲရမ်းကျင်မှုမယနာတွေအကတံမပြည့်ရသေးတန်ထိုတရားတွေကုက္ကတံကုတပဲတဲ့အကျင်မှုမပြည့်ရသေးဘူးကွာလို့သောကဖြစ်နေလေကုက္ကုစပါပဲသဘောကျဣဒဝနာကတာကတဒုစိတသုဇံအာရဘပုတ္တောဝိပရိက္ခာရောဒီပြုပြီးသားသူစိတ်မပြည့်ရသေးတဲ့သူစိတ်တွေကိုတဲ့ကတာရဒုစိယသုစိတံအာရဘပုတ္တောဝိပရိက္ခာရောနှလုံးမသာရခြင်းဖြစ်တာပါပဲသူစိတ်တွေပြုမိလို့လည်းစိတ်ထဲမသာရဘူးစိတ်ထဲမသောကဖြစ်သူစိတ်တွေကောင်းတဲ့လုပ်တွေမလုံးမိတဲ့အတွက်လည်းသောကဖြစ်တပည့်ကြအဲ့ဒါဘာခေါ်ကြမလဲဒါကြောင့်ပုဂ္ဂိုလ်စယနေ့ရှင်းရှင်းပြောနေတယ်ဒကာဓမ္မတွေသတိထားပါပြုပြီးတော့သူစိတ်ကိုစိုးရိမ်နေလို့ရှိရင်လည်းမပြုရသေးတဲ့ကုသိုလ်လုပ်တယ်မပြုရသေးဘူးလို့ပူပန်းနေရင်လည်းအတန်ကတော့ကုသိုလ်တကာသိမှန်ပါပါပြီးတော့ပူပန်းတာမှန်ပါပါသဘောကျဒါဖြင့်ပြုပြီးတာအကုသိုလ်တဲ့ပူပန်းတာလည်းဘာခေါ်ကြမလဲမပြည့်ရသေးတဲ့ကုသိုလ်တွေအတွက်ပူပန်တာဒါပြန်တို့ဟာကပူပန်တာကြီးသွားပြီးလမ်းဆုံးတကယ်ကြပဲလမ်းဆုံးပါပူပန်တာကြီးသွားပြီးလမ်းဆုံးတဲ့တွေ့တဲ့သူကပုဂ္ဂိုလ်စဆိုတော့သောကဖြစ်နေတယ်လို့သေသေးချာချာမှတ်ပါနှလုံးမသာရတဲ့သောကဖြစ်တယ်ဝိပရိက္ခာကဖြစ်ပါတယ်နှလုံးမသာရမှုဖြစ်ပါတယ်ဒါဘာခေါ်ကြမလဲပုဂ္ဂိုလ်စာဆိုတော့ဒကာဓမ္မတွေဒီပုဂ္ဂိုလ်စာကိုခင်ဗျားတို့ဘယ်လိုလုံးမှတော်မယ်ဆိုတဲ့ဥစ္စာကိုလည်းဘယ်လိုဖယ်ရှားမယ်ဆိုတာလဲဒီပုဂ္ဂိုလ်စာကပေါ်နေလို့ရှိရင်ဇာသရေလို့ဘုရားသခင်ကိုရမကြီးကကျွန်းသဘောက်ဖြစ်ပဲကျွန်းသဘောက်ဆိုတာကိုယ်ရေးကိုယ်တာလုံးနိုင်သေးရဲ့အဲ့ရှင်ဤအရေးကိုမျက်နှာလိုက်အကြိုက်ပြီးလျှောက်လုံနေရတယ်မင်းကိုယ်ရေးလုပ်ဖြစ်ကြလားမလုပ်ပါဘူးသခင်ရေးကိုလားလုပ်ပါဘူးအဲ့ဒါကျွန်တော်ဖြစ်နေတဲ့လူဤထုံတန်းလို့ဆိုရလို့ရှိရင်လွယ်ပါထို့တူပဲတဲ့ကိုကုသလာလို့ရှိရင်သူဟာကယူပြီးသားသူစိတ်သူဟာသူတွေးမပြည့်ရသေးတဲ့ကုသိုလ်လုပ်တယ်လည်းသူမလုပ်ရသေးလို့ခက်သေးတယ်လို့ပြောတယ်ဒါဖြင့်သူမဘောလို့လုပ်ဖြစ်သေးရဲ့ဒါဖြင့်ကိုယ်ရေးသူမလုပ်ဖြစ်ဘူးတော့ကြောင့်ဘယ်နဲ့ကအကုသိုလ်ခိုင်းတဲ့အရေးကိုသူလုပ်နေလောဘခိုင်းနေမပူမပြုတ်ရသေးတဲ့ဒုစိတ်တွေလည်းပူပန်ဟာမပြုတ်ရသေးတဲ့ဒုစိတ်တွေလည်းပူပန်ဟာပြုပြီးသားဒုစိတ်တွေလည်းပူပန်ဟာဆိုတော့
သူ့မှာကျွန်လောက်တာလုံးနေရအပေရောက်ဖို့လောက်တာလုံးနေရတယ်ထွဲရလန်းဖြစ်တဲ့ကိုယ်ပိုင်လို့ဖြစ်သေးရဲ့ဒါဖြင့်ဥဒိကုတ်ကုဆဓာတိယံဆိုတဲ့ဥစ္စာကြိုက်သွားဥဒိစ္စကုတ်ကုဆကရှိနေကျွန်လောက်တာလုံးဖြစ်တော့တယ်ကိုယ်ရေးဘာမှမလုပ်ဖြစ်ဘူးကွာဇာတရလို့ဘုရားကဟောနေအမှန်မဆိုးဘူးလားဒါကြောင့်ဘုရားတော်ကဒီတရားမျိုးတခါကျွကြားလို့ကြားရခဲ့တယ်မှန်ပါဗျာကြားလည်းကြားခဲ့တယ်ဆိုတဲ့ဥစ္စာကပြုပြီးသားဒုစိတ်တွေလည်းအရေးရှိပြန်တွေးမှန်ပါဗျာနာမထူပါဘူးကွာပဲကြရင်ကြပါစေတော့တရားလည်းမနာတော့ပါဘူးတရားလည်းအမထုတ်တော့ပါဘူးငါပြုလာတဲ့အကုသိုလ်တွေကနဲတာတွေမှမဟုတ်ပဲဆိုပြီးဒီကလာအာမထုတ်ပဲနေတော့ကိုယ်ရေးလင်းမတော့ဘူးဒီတရားဘာဖြစ်တော့ဓမ္မတို့ပင်စန္ဒနိယကမ္မမဟုတ်ပဲဒီဝိပဿနာလုပ်လိုက်ရင်ကျွတ်လွတ်ပြီးနိဗ္ဗာန်ရောက်သွားတဲ့အလုံးမျိုးကိုငါအကုသိုလ်တွေကအများကြီးกว่าအဲ့တော့မထူပါဘူးကွာသကောင်းပြင်းညက်မနဲ့ပါဘူးဒီလိုလည်းလာရတယ်မလာတတ်ဘူးအဲ့ဒီလိုတော့ဘုန်းကြီးတွေကဓမ္မတွေမှာအာရုံကြီးရင်ကိုဖြစ်ပြီးဒီကရနေကြတော့ဟောဒကာဓမ္မတို့ဆရာကောင်းမတွေ့ရင်မင်းတို့ကခက်ကြီးပါလားဒါတွေဟာဘယ်လိုကအကုသိုလ်တွေပြုခဲ့ပင်စန္ဒနိယကမ္မလွတ်ခဲ့လို့ရှိရင်ဖြင့်ဘာမှပူဇော်မရှိဘူးခုဆရာသမားနဲ့ဘုရားဟောတာအလုတ်ကိုသာလုံးမင်းတို့ဟာတွေကုန်ပျောက်ပြက်သွားတာပါပဲရှင်းမလားရှင်းပါဗျာမမတော်ရှိနေမသေးတော်စေသမားဆိုတဲ့လောကပုံမြင်ရှိတယ်လို့မြည်သူမစုံငယ်တော့ကပြန်မိုက်ခဲ့တေခဲ့မှုခဲ့ရစ်ခဲ့တာရှိကြတာပဲရှိကြဘူးရှိကြပါဘူးအဲ့ဒါပြန်အောင်မေ့မနေပါနဲ့တဲ့ကိုလှုပ်เสียရှိတဲ့သခင်အလုပ်သာလုပ်ပါအဲ့ဒါကျွန့်လုပ်ပါတဲ့နောက်ဟာတွေပြန်အောင်မေ့နေတော့ကိုလှုပ်ရမယ်ဆရာသမားပေးတဲ့လို့ဘုရားပေးတဲ့လို့ကိုယ်ပိုင်လုပ်ကိုဘုရားကပေးဆရာကပေးနေတာကိုတခါတည်းမလုပ်ဖြစ်ခက်ကြရောပေါ့အဲ့ဒါကျွန်းစိတ်ပေါက်တာလို့မှတ်လိုက်စမ်းပါယနေ့ကစပြီးခွန်ကြီးတို့ဓမ္မတွေအကြီးကျယ်ခန္ဓာဆုံးသတိပေးလိုက်တာဖြင့်ကိုပြုတ်ဘူးတဲ့သူစိတ်ဘယ်တော့မှမတွေးနဲ့မပြည့်ရသေးတဲ့သူစိတ်တွေလည်းမတွေးပါနဲ့အခုလုံးဆရာရှိတဲ့ဥပဒနာလောက်သာလောက်ပါမသေးသေးတော့ဒီသူစိတ်လောက်ထားလောက်ပြန်တာပေါ့ဗျာတွေးတော့မနေနဲ့သဘောပါဒါဖြင့်တော်တော့ဖြင့်လုံလောက်ပြီလို့ထင်တာပဲတရားဓမ္မတွေလွတ်ရလောက်ပလားလို့ဆိုတာကိုလည်းပြန်စစ်ဆေးပါဦးမယ်နော်ဒါကဘယ်နဲ့ကြောင့်ဆရာဘုန်းကြီးတို့အရေးကြီးတွင်ကျဲကျဲနဲ့ထပ်ပြန်တလဲလဲပြောဆုံးမပြီးဒီကလာဥလာဘူးနေပါလိမ့်မလဲဆိုတော့သူကကျွန်းစိတ်ပေါက်တဲ့စိတ်အရေးကြုံရင်သူကလာခုနေတယ်မှန်ပါပါဘုရားကြအရေးကြုံရင်ဒုက္ခလာပြီးမိုက်ကားဖို့တာဖြစ်နေလာပြီးဒီကလာကန့်လာလောက်ပါလေဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအကြီးကျယ်ပဲယနေ့သတိပေးကိုပြုတ်ထားတဲ့အကုသိုလ်တွေဘယ်တော့မှမအောင်မင်းနဲ့ကိုပြုတ်ထားတဲ့အကုသိုလ်တွေမပြုတ်လိုက်သေးတဲ့မပြုတ်ရသေးတဲ့ကုသိုလ်တွေလည်းမပြုတ်ရသေးလို့ဆိုပြီးကုသိုလ်ရတယ်သင်ပြီးများတခါကျွယ်တော့ကမအောင်မဲလိုက်ပါနဲ့မအောင်မဲနဲ့လှုပ်ချင်တော့ထားလို့နမယလှုပ်ပြတာလည်းမဟုတ်ဘဲနဲ့သောကဖြစ်နေတယ်သောကောတိဒေါသောဆိုတဲ့တိုင်းနဲ့ဒါဒေါသအနုစားဖြစ်နေခင်ဗျားတို့ကကုသိုလ်ရတယ်ထင်တယ်စင်စစ်ဖြစ်နေတာကသောကဆိုတာဒေါသအနုစားသဘောကျဒါဖြင့်နေရာတွေးကောင်းမတွေးကောင်းစဉ်းစားတာမတွေးကောင်းလို့ဘုရားကဥဒိစ္စကုတ်ကုဆဓာတိယံလို့ဟောတာပေါ့ဥဒိစ္စနဲ့ကုတ်ကုဆတခုခုရှိနေကျွန်းစိတ်ပေါက်နေတာกว่าတယ်ဒါကြောင့်သူနိဝရဏတရားမေတ္တာတယ်ဖို့တာတယ်နိဗ္ဗာန်တာတယ်သဘောပါဒါဖြင့်ဒီဥစ္စာတွေးကောင်းမတွေးကောင်းဒါဖြင့်အခုလုံးမှလာပြီးကန့်ကွက်တယ်မကန့်ကွက်တယ်ဆိုတာလဲဥရဘုရားတခါကျွဲတို့တခါသစ်တို့စဉ်းစားမိပါပဲဝိပဿနာလို့ကန့်ကွက်မကန့်ကွက်စဉ်းစားဒုစရိုက်အောင်မနေလားမလုပ်သေးတဲ့ကုသိုလ်တွေအဲ့ဒီဝိတက်ကလေးကျုပ်ကဝင်နေသေးတယ်လို့ချုပ်ကမြို့သုံးပြီးတခါလာသေးတယ်အခုအလုပ်တွေအကုန်ဟာကုန်သဘောကျဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေနိုင်ပြုတ်ပြီးတော့ဒုစရိုက်ကိုလည်းပြန်မတွေးပါနဲ့မပြုတ်လို့သေးတဲ့သူစိတ်တရားတွေကိုလည်းပြန်တွေးမနေနဲ့တွေးရင်ဘာဖြစ်မလို့
သောကဆိုရင်ဘာတရားလို့ခေါ်ကြမလဲပုဂ္ဂုစပုဂ္ဂုစဆိုလို့ရှိရင်ယခုပြတဲ့တရားတွေကတော့နိဝရဏနိဝရဏဆိုတာဘာဖြစ်တဲ့တရားပါလဲနိဗ္ဗာန်မဲ့ဖို့တားတဲ့တရားကဲဒါကကျွဲဒီလောက်ဆိုသိကြပြီသဘောကျဒါကြောင့်ဒီကကျော်ဆရာကကတာကတဒုစရိတသုစရိတံအာရဘပေါ်တော်ဝိပရိက္ခာရစိတ်တုပါတော်ပုဂ္ဂုစံပြုပြီးတော့သူချက်မပြုသေးမပြုလိုက်ရသေးတဲ့မပြုလုပ်မိသေးတဲ့သူ့စိတ်တရားတွေကိုသူ့ဟာသူတောကဖြစ်နေတော့ကြောင့်တဲ့ဒါပုဂ္ဂုစကွာရှင်းမလားရှင်းပါဘူးဒါရင်ဘုန်းကြီးတို့တရားဓမ္မတွေမှာယခုငါကတော့ကမသိသေးခဲ့လို့ရှိရင်မြဲကြစီတော့သိပြီးသားဖြစ်လို့ရှိရင်မလားစီနဲ့ရှင်းမလားကွာငါတော့တရားတော့နာရှင်ပါရဲ့ငါအထူးလေးကပေးเสียရှိနေသေးတယ်အဲ့ဒီဟာလေးကမပြီးသေးတော့ငါခက်နေသေးတယ်လုံးမနေနဲ့လုံးမနေဘူးနဲ့ဒါကုက္ကုစလူသေးတာလည်းမဟုတ်ဘဲနဲ့လူလေးအတွက်နဲ့သူစိတ်တန်စိတ်မချမ်းမသာမလောက်မှမပြည့်မှမပြည့်စုံပါလေစိုးရိမ်နေတော့သောကသွားဖြစ်အဲ့တော့သူကလူရင်တဲ့ချိန်ကျတော့လူလိုက်ကြောင်းဆောက်ခြင်းတဲ့ချိန်ကျကြောင်းဆောက်လိုက်ဖရဲတဲ့ခြင်းတဲ့ချိန်တဲ့လိုက်တာပေါ့မလို့ရသေးလို့ခဲသေးဆိုတဲ့သောကတော့မလားစီနဲ့လာရင်သူ့ဘာခေါ်ကြပုဂ္ဂိုလ်စကိုပေါင်းခေါ်တော့နိဝရဏဖြစ်နိဝရဏဆိုတော့ဘယ်လေးပဲရောက်သွားမဲ့ဘုံနိဗ္ဗာန်တားတယ်ဆိုတော့ဒကာသစ်တို့ဥလာဘူးတို့ရိမ့်မိပါစဉ်းစားကြည့်ပါတဲ့သူသောကဖြစ်နေတာသောကဖြစ်နေတာဒီဝိဓာတုစိတ်အတွက်လည်းသောကဖြစ်တယ်မပြည့်ရသေးတဲ့ကောင်းတဲ့အလုပ်တွေအတွက်လည်းမလုပ်ရသေးလို့ခက်သေးကလာတယ်ခက်သေးကလာတော့ဒီတရားကဘာခေါ်ကြသောကတရားပေါ့သောကာတိဒေါသောဒါဒေါကအနုဇာလေးလို့ဒကာဓမ္မတွေကမှတ်လိုက်ပါဘယ်လိုမှတ်ကြအဲ့ဒါခင်ဗျားတို့ကဒကာကျော်တို့လူစုတွေကဒကာသစ်တို့လူစုတွေကကျုပ်ဒီနေ့တရားမထုတ်ဖြစ်ဘူးဘာကြောင့်လို့နောက်သုံးလေးလာနေတဲ့အခါကြလို့ချင်းကျုပ်ကုသိုလ်လေးတစ်ခုကလုံးမယ်လို့စိတ်ကူးလေးရရှိနေတယ်အဲ့ဒီဟာလေးကဟိုဟာလိုတရားလိုတာလေးတွေအတွက်ကျုပ်မှမဒါလေးကသောကဖြစ်နေတယ်ပြောနေတာသောကဆိုတာဘာပါလဲဒေါသသဘောကျအဲ့တော့ဖြစ်ကောင်းမဖြစ်ကောင်းကုသိုလ်လားအကုသိုလ်လားမေးကြည့်လိုက်တော့သိရောပေါ့ဘာတရားပါလဲအကုသိုလ်တရားဆိုတော့နိဝရဏဟုတ်မဟုတ်ဟုတ်ပါဘူးအဲ့ဒါတွေသေချာစဉ်းစားတော့မှခင်ဗျားတို့ကတရားမထုတ်နိုင်တယ်ဒါလေးကဖြစ်နေသေးတယ်ကောင်းတော့ကောင်းတာပဲတရားထုတ်ရင်ကောင်းတာပဲတို့ဆိုဒါလေးကမပြည့်မစုံမလုံးမလောက်ဖြစ်ပြီးဒီခါလားမိုးဖြစ်လေးဖြစ်ချိန်ရွယ်လေးကလေးရောက်လာတာဖြစ်နေတော့မလုံးလည်းမဖြစ်တာနဲ့အဲ့ဒီသောကတွေကချုပ်ကဝင်းနေတယ်ဗျဒါကြောင့်ယခုတရားအထုတ်လို့ကိုယ်ပဲသမာဓိမရဘူးဖြစ်ပြလည်းမမြင်ဘူးဆိုတော့ဘ누구ကတားတယ်ဆိုတာခင်ဗျားတို့ကဲခတ်တယ်ကိုယ်ကိုယ်စားကတားနေတယ်ဆိုတာပေါ်လားဒါပြန်မလုံးနဲ့ဆိုတာလားမတွေးနဲ့ဆိုတာလားမတွေးနဲ့လှုပ်ချိန်ကြတော့ထားလို့လှုပ်ချိန်ကြတော့တွေးလုံးကြီးတော့ဖြင့်တွေးရင်ဘာဖြစ်မလဲသောကဖြစ်မယ်သောကဆိုရင်ကိုယ်ကိုယ်စားပုဂ္ဂုစဆိုရင်နိဝရဏသဘောကျဘယ်သူအမြတ်ထွက်တာပါသေးလားဒါကြဲတချို့ကဒါအကောင်းချင်တယ်သင်ငယ်ဘူးလားခင်ဗျာတရားတော်ကြဆိုဗျာတရားပေါ်ထိုင်ရအောင်ဗျဦးခင်ဗျာခက်တယ်ကျုပ်ကဘယ်နဲ့ပဲဘယ်လားဒီဘုရားတစ်ပေါင်းကြလာလို့ရှင်သားလေးကြည့်လာလို့မနက်ကလေးထုတ်ပြီးရှင်းလေးပြုစရာကိစ္စကရှိနေတော့ဒီဟာလေးကကျုပ်စိတ်ထဲမှာအပင်းရှူသလိုဖြစ်နေတယ်ဒီသောကလေးကမအေးသေးဘူးဗျာဒီတိုင်းဖြေတာပဲဖြေပါဘူးမဖြေဘူးလားဖြေပါဘူးဒီတိုင်းဖြေတာကိုထောက်ကြည့်တဲ့အခါကျတော့သောကဖြစ်နေတာသောကဆိုတာဒေါသအနုဇာသဘောကျသူများထားရိုက်တဲ့ဒေါသကချမ်းတခုအခုကတော့သက်သက်ကိုယ့်ဟာကိုယ်စိတ်မချမ်းသာအောင်လုပ်ရှင်းမလားဒါပြန်သူဘာတရားခေါ်ကြမယ်နိဝရဏတရားဆိုလည်းမှန်တာပဲပုဂ္ဂုစဆိုရင်ရောဒါပြန်သူကသခင်အလုပ်ကိုယ်ပိုင်အလုပ်ကိုကျေးဇူးရှိမှလုပ်ကိုလုပ်နေတာလားကိုမအားအောင်လုပ်နေတာဒါပြန်ကိုမအားအောင်လုပ်တဲ့အလုပ်ဖြစ်သောကြောင့်တဲ့
ဒီပုဂ္ဂိုလ်စရှိနေကြုံဖြစ်နေတာကွာဘုရားကဇာတဟောတာတကယ်ကျော်ဟောလိုက်မဟောလိုက်သဘောပါကြဒါဖြင့်တဲ့ဒီတိကဆရာကလည်းကတကတံအာရဝဘုဒ္ဓဝိပရိသရောကတကတံပြုတ်ပြီးတော့သူစိတ်မပြုတ်လျက်သေးတဲ့သူစိတ်တွေကိုအာရဝအာလူရဲ့ဘုဒ္ဓဖြစ်သောဝိပရိသရစိတ်တွေပါတော့နှလုံးမသာတဲ့စိတ်တွေပါဒီကုက္ကုဆံကုက္ကုဆပဲကွာဆိုတော့သိကြောက်เสียမကောင်းဘူးလားပေါ်ကြပါလားဒါဖြင့်ဒကာဓမ္မတွေမျိုးစုံရှောင်ပြီးဒီကလာဆရာသမားပြောတာဆောင်ဖို့ပဲဘယ်ဟောတာဆောင်ဖို့ပဲလောက်เสียရှိတဲ့အချိန်ကျတော့ကုသိုလ်ပြုပြုပါပြုခွန်ကြီးတို့မတားပါဘူးလောက်တာကိုအဲ့ဒီတော့သောကတော့ဝင်မနေနဲ့သောကဝင်နေလို့ရှိရင်အခုမတားဖို့တတ်ချိုက်မတားလေသိကြောက်เสียမကောင်းဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတို့ဒီတဲ့ကုက္ကုဆာအမတန်ကြောက်เสียကောင်းမတ္တဗုဒ္ဓဆိုတာတနေ့ကပြောခဲ့တယ်ဒကာဓမ္မတို့ကတ္တဗဗေယလက်ထက်ကနှစ်2000အာထုတ်တဲ့ယဟန်ကြီးတစ်ပါးရှိတယ်လို့ပြောပါသူမြင်နှမ်းနေတဲ့အခါလေလေးနဲ့ဆွမ်းခံရတဲ့တွေ့လေလေးပေါ်သပိတ်တင်ပြီးကြတာလောမလို့လို့တုံသိငင်းလို့ပိန်းရကလေးဆွဲလိုက်တော့ရေကြီးတန်တာနဲ့လက်ကလည်းမလှုပ်မိတော့ပိန်းရကလေးပြတ်သွားဒုက္ခအဘဆိုတာမကောင်းတဲ့အဘကလေးတစ်ခုပေါ့ဗျာအပယ်ကြတော့မဟုတ်ပါဘူးခြေဒေသနာကြားလိုက်ပျောက်ထွက်သွားတာပါနောက်မလုပ်ပါဘူးဆိုပြီးတာအဲ့ဒါလေးကသူ့မှာရန်တွေကလည်းရှာမတွေ့တော့ဒေသနာမကြားပြဘူးဆိုကြပါစို့နောက်ကြတော့နှစ်2000အားထုတ်ထားတာသေကံကြီးတော့ဒါကြီးကိုအကြည့်ကျယ်ဖြစ်တာဒီလူစိတ်ကလေးကိုငါဒီပြန်ပြီးဒီကလာဒေသနာမကြားမိဘူးလူစိတ်ပြန်တွေးလိုက်ကိုယ်ကိုယ်ချဖြစ်မလားဖြစ်ပါဘူးအဲ့ဒီစိတ်နဲ့ဖြုတ်လို့ကိုမရဘူးတဲ့တကယ်သိရဒီတွေ့ဖြုတ်လို့ကိုမရဘူးဒါလေးအတွက်ခက်တယ်ဒါလေးအတွက်ခက်တယ်ဆိုတော့သောကဖြစ်သဘောကျဒါလေးအတွက်ခက်တယ်ဒါလေးအတွက်ခက်တယ်ဒါသူများသိစီလည်းခေါ်တာမဟုတ်သူများလည်းသတ်တာမဟုတ်ပါဘူးဒီကိုရှိလိုက်တော့ကိုပြုတ်ထားတဲ့မှုလေးကမဖြစ်တော့တာကိုကုက္ကုဆပြန်ဖြစ်သဘောကျဘာပြန်ဖြစ်ပါကုက္ကုဆပြန်ဖြစ်ပြီးဒီကလာကုက္ကုဆဇောနဲ့ပဲဒကာဓမ္မတို့သေတော့ခင်းကံမြေတင်ပိန်းတော်တော့ရှိတဲ့ငကားကြီးသွားဖြစ်ကဲနှစ်2000ရန်တရားအထုတ်ကြတာကတ္တဗဘုရားလည်းကကဲပေါ်ယူပေါ်မရပါဘူးဘယ်သူကချလိုက်ပါလဲပေါ်ကြအဲ့ဒါကြောင့်ခင်ဗျားတို့ဩဒါလေးကိုငါဒေသနာကြားဖို့ကုသိုလ်လေးမလုပ်ခဲ့ရဘူးပြုတ်ပြီးတော့သူရဲ့အောင်းနေတယ်မပြုတ်လိုက်ရသေးတဲ့ဒေသနာကြားမှုကုသိုလ်လုပ်ကလေးလည်းမလုပ်လိုက်ရဘူးဆိုဒါကြီးကလေဘဲမှာတခါတည်းမွေပတ်တယ်လို့တခါတည်းစွဲနေမှန်ပါဗျာအဲ့ဒီဇောနဲ့သေသွားလိုက်တာဒကာဓမ္မတွေပိန်းတော်တော့ဖြစ်တဲ့ကင်းကံမြေတဲ့ငကားကြီးသွားဖြစ်မှန်ပါဗျာဖယားကဆူချားမှာသွားဖြစ်မှန်ပါဗျာဘလောက်များကြောက်เสียကောင်းမှန်ပါဗျာဘယ်သူချလိုက်ကြပါလဲတကယ်ကျွမ်းနှစ်2000နဲ့နော်မှန်ပါဗျာရန်တရားကြီးအားထုတ်နေတာနှစ်2000နဲ့အဲ့ဒါကိုပဲကဲမဲ့ယူမဲ့ဟိုတရားတွေကကဲနိုင်ယူနိုင်တဲ့စွမ်းရည်တတ္တိရှိ냐တော့လေပုဂ္ဂိုလ်စဖြုတ်မရဘူးဘာကြဟိုတရားတွေကကဲနိုင်ယူနိုင်တဲ့စွမ်းရည်တတ္တိမရှိဘူးလားရှိပါဘူးတို့တော့ဘယ်နဲ့ကြောင့်ဗာလိုက်တော့ပုဂ္ဂိုလ်စကဖြုတ်မရသဘောကျကြဘယ်သူဖြုတ်မရအဲ့ဒီတော့ဘုန်းကြီးတို့ဓမ္မတွေမှာတဲ့အနှစ်1000အားထုတ်ကြတဲ့ကိုတော်ကြီးတောင်ဖြုတ်မရလို့မလာတဲ့နာကလာပြီးနေတော့ကြောင့်ခင်းငံမြေဖြန်ဖားစိန်ကနဂါသွားဖြစ်မနာလားဗျာဒီဓမ္မတွေကြတဲ့ဒီလောက်ကလည်းအားထုတ်ကြတာမဟုတ်တော့ဩငါငယ်တုန်းကမိုက်ခဲ့တယ်လို့ဒီကနေ့ကျွေးရှင်ကျွေးလိုက်ပရိသေဥပုပ်ခရိတ်တော်မှာငါကမစောင့်ငရဘူးဆိုတော့ကုသိုလ်ဘက်ကလည်းမစောင့်သေးတာမလုပ်ရသေးတာတွေးအကုသိုလ်ဘက်ကလည်းလုံပေးသားတွေတွေးဆိုတာကုက္ကုစာသဘောကျသူကနေပြီးဒီကလာဒီကနေ့များလာလိုက်မယ်ဆိုရင်ပြန်ပဲကြသွားကြလိမ့်မယ်သိကြောက်ကြမကောင်းဘူးအခုဧလကပတ္တနဂါမင်းကြီးဆိုတာဒကာဓမ္မတွေအခုတနေ့ကလည်းဒီကုက္ကုစာအကြောင်းနဲ့ပတ်သက်ပြောခဲ့ပါတယ်အခုလည်းဒီဝိတ္ထုကျုံလာပြန်တာနဲ့ကုက္ကုဆအတွက်ကြုံလာပြန်တာနဲ့ဒကာဓမ္မတော့ငကားဖြစ်ခြင်းလို့ဖြစ်ရတယ်လားကုက္ကုဆကငကားဖြစ်ခိုင်းတာအဲ့ဒီငကားဖြစ်ခိုင်းတော့ဒ
ဒကာဓမ္မတို့တလိษံဘဝရောက်တလိษံဘဝရောက်တော့တလိษံဘဝကလူဘဝရဖို့ဆိုတာတော့ဒကာဓမ္မတို့လူပြေကအရဇင်းထောင်ထားအချွန်လေးအပေါ်တဲ့ထားဓမ္မပြေကအရဇင်းကအချွန်လေးအောက်ဆိုင်ချလိုက်ဓမ္မပြေကဓမ္မတယောက်ကအသွားချင်းဖြီးဖို့မြင်သေးအဲ့ဒီလိုပဲတရိစ္ဆာန်ဘဝကလူဘဝတက်ဖို့မရတော့ဘူးသဘောကျအမှန်တန်ရောက်ကြအောင်ကောင်းတယ်ဒါခရဟောတော်မူတာပါဒါနဲ့ဘုရားဟောတာကိုကိုယ်တိုင်ပြောပြပါဦးမယ်ဆိုတော့သူဘုရားပွင့်တယ်မပွင့်တယ်သိအောင်လို့သူသမီးလေးပြပြင်းမောက်တင်ပြီးလက်ရိလက်ွယ်တိုင်းဂါထာပု္ပ္ပာလေးတွေမေးပါတယ်အကယ်ဖြေနိုင်လို့ရင်သူသမီးနဲ့လက်ထပ်ပါဘယ်သူမှဖြေနေနောက်ဂေါရမဘုရားပွင့်လာတယ်ဆိုတော့တရားဓမ္မတို့ကတ္တဝဘုရားလက်ထက်ကဖြစ်လိုက်တာဂေါရမဘုရားလက်ထက်တောင်မှငကားရှိသေးတယ်အေး73ဝင်တည်းရပါတယ်ဆိုတော့ခက်ဘူးလားဒါတော့ဒီအောင်တရိစ္ဆာန်ဘဝနဲ့ဆိုတော့ဘာသာမှမကြားရအဲ့ဒီမှာဥတ္တရလူလင်ကဖြေမလို့လာတဲ့ခါဘုရားကငကားတော့ကျွတ်ဖို့မြင်ဘူးဥတ္တရလူလင်တဲ့ကွာကြံတဲ့ပုဂ္ဂိုလ်တွေကျွတ်ဖို့မြင်တယ်ဆိုပြီးဘုရားကမြင်နာလာတာမြင်နာလာပြီကလာဥဒ္ဒလူလည်းမင်းပဲသွားမလို့တော့ငကားသမီးလိုချင်တော့ဖြေသွားမလို့မင်းဖြေပြောစမ်းဖြေပြောလိုက်တယ်တခုမှမဟုတ်ဘူးအဲ့ဒီမှာဘုရားကဖြေပေးလိုက်တယ်သရဏတိတိယာဇာသရှိတိသဘောကျအဲ့ဒါတွေတော့မချက်တော့ပါဘူးတဲ့သူသီးသန့်ဟောနေရမှာဖြစ်နေလို့ကုက္ကုဆအရေးကြီးလို့ပြောပါတယ်ဒီဓမ္မတကားလဲဥဒ္ဒရလူလည်းနဲ့ကွာတရားနာတဲ့ပုဂ္ဂိုလ်တွေရတာဂုံတရားဓုတွေရကုန်မြစ်သေးသွားပြီကလာသွားဖြေလိုက်ဥဒ္ဒရလူကဖြေလိုက်တော့ဘုရားပွင့်မှန်သူသိဒီဖြေရသူလူတိုင်းဖြေနိုင်တဲ့ဖြေမှုဘုရားပွင့်မှဖြေနိုင်တဲ့ဖြေဆိုတော့သူသိဒါနဲ့ဥဒ္ဒရလူလည်းမင်းဘုရားပွင့်ပြီကွာဘုရားစီလိုက်ဖို့ပါဆိုသူလူအောင်ပန်းစင်းပြီးလိုက်တာလိုက်တဲ့အခါကျတော့တတိတော်ဘုရားကတ္တဗဘုရားလည်းက2000တိုင်းနဲ့2000တိုင်းနဲ့ရန်တရားထုတ်ကြတာယခုကုက္ကုဆဆိုတဲ့တရားလေးနှိမ့်ဆက်လိုက်တဲ့အဖြစ်ကြောင့်တပိတော်ဘုရားဖားခြင်းငါးခြင်းကငကားကြီးဖြစ်ရပါတယ်လို့မိုးတာဘူးမိုးဝေမဲ့လည်းဘုရားကလည်းဘာမှမတတ်နိုင်တော့ရှင်ဘုရားတပိတော်ကဲပါအောင်ယူပါအောင်လို့သူတောင်းပန်တာမကဲနိုင်မယူနိုင်ဘူးလူဘဝရအောင်မင်းပြန်ကျိုးစားအောင်ဒါပဲတတ်နိုင်တရားဓမ္မတော့ခမည်းတော်ဘဝလေးကသေးသေးသိမ့်သိမ့်နဲ့ရလာတယ်လို့အောင်းမြင်မနေပါနဲ့ဒါလေးခမည်းတော်ကကူသာယသမီးရှိပွားရင်းနဲ့လူဘဝကြီးတစ်ခုလုံး85နှစ်လောက်တန်းလာရှိတာဒါလေးအလွယ်သုံးစားနဲ့ဖြုံးပြကြအောင်ပဲဆိုတော့အရာကြီးရတာကိုအလွယ်သုံးစားသုံးပလိုက်တာတခါကျွယ်သိမ့်တာဘာကြောင့်မရကြောင့်ဆွေကြောင့်မျိုးကြောင့်ရက်ကြောင့်ရွာကြောင့်နေဖြုတ်ပြီးတကလားဒကာဓမ္မတွေခန္ဓာအလွယ်သုံးစားလုပ်ပလိုက်တာမရဘူးရထူးတဲ့ခန္ဓာကြီးကိုအလွယ်သုံးစားလုပ်လို့တော်ပါတော်ပါဗျာဥမှန်ပြောကြပါစို့စိတ်ငါးရီ6ရီရအောင်ဟာဒီမိဘလည်းကဘုရားကျော်ရောက်ပြီးစုရမယ်ဆိုရင်လွယ်ဖို့မလို့မလွယ်ပါဘူးဟာကျောင်းမြင်ရလို့ဘုရားကျော်ကတေဟုတ်တယ်နေတဲ့ခြေနေရောက်လို့အရောက်နေရလဲစွန်းလို့မနှဲစုခဲ့ရလို့ရှင်ဖြင့်ငါးရီ6ရီသူဝှချင်ဝှရအဲ့ဒါလေးတကားဒါကစားဝိုင်းရှိတဲ့ခါကျတော့တိုင်းနေမှရှင်တို့ကစားဝိုင်းသွားထိုးလိုက်မယ်ဒါလေးဖလှယ်ပြီးတော့ဆိုရင်ဒါလွယ်သုံးစားမကြဘူးလောက်ခဲ့ရတာကလွယ်ကူသလားမလွယ်ဘူးဒီမှာလည်းလူဘဝတက်ခဲ့ရတာကလွယ်ကူမလွယ်တဲ့တဲမှာခင်ဗျားတို့ကသာယသမီးရှိပွားရေးကစားဝိုင်းမှာအလွယ်သုံးစားတွေခန္ဓာသုံးနေလို့တခါကျွပြောနေတယ်မပြောလိုက်ဘူးလားသိသေးချာချာစဉ်းစားပါခင်ဗျားတို့သားလေးနေမကောင်းသမီးလေးနေရာမချသေးသားလေးကပညာရေးချင်းကသဘောစကားဖြစ်နေလို့ဆိုပြီးကိုယ့်သက်တမ်းကိုသူတို့ကြုံခံပြီးဖြုံးနေတဲ့ဥစ္စာလွယ်သုံးစားဟုတ်မဟုတ်ချိန်ပါအဲ့ဒီလွယ်သုံးစားတွေကိုခင်ဗျားတို့ကလည်းထုံးတမ်းတဲ့ကိုမသွန်းလိုက်ပါနဲ့ထုံးတမ်းနဲ့သွန်းလိုက်တာကကိုလိုစုံလုံးကိုင်းချင်းမြင်လို့ပြောတာပါကိုရင်ကလည်းဒီလိုပဲသားနဲ့သမီးနဲ့ပူပန်းပြီးနေတာပဲကျွတ်တို့ကလည်းဒီလိုနေရမှာပဲလူပြေဆိုတဲ့ဒီလိုပဲလို့အဲ့ဒါကညလုံးကိုင်းချင်းညှိနေတဲ့စကားပါသဘောကျဘယ်လိုညှိကြညလုံးကိုင်းချင်းဘုန်းကြီးကဒီလိုမညှိပါနဲ့လို့တခါတည်းတခါကျော်တော့ဥလာဘူးလို့ပြောတယ်ခင်ဗျားတို့မရသူရသူပြီးလူဘဝရဖို့ရအခုခရဟောလိုက်တော့မခက်ဘူးလားအမှန်တမ်းမြင်တဲ့ကိုယ်တော်ကြီးကပြောတာဗျာမှန်ကောမှန်ဘူးလားအဲ့ဒီဥစ္စာခင်ဗျားတို့လူဘဝရလို့ရှိရင်နိဗ္ဗာန်တည့်ရမယ်
အခုနိဗ္ဗာန်တက်ဖို့လုပ်သလားဆိုသားကြောင့်မရကြောင်းခန်းနေကြသလားလို့မေးရမနဲ့ဆိုကြဒါပြန်လွယ်ကုန်းတာဟုတ်မို့ခေါင်းရဘုရားကျော်တဲ့စိန်ကိုပေါင်းပြီးဒီကလာကစားဝိုင်းသွားသလိုမဖြစ်ပေဘူးလေအဲ့တော့ဒကာကျော်တာတွတ်မိမလားတွတ်မိတယ်ဒကာတက်ကောတွတ်မိဟာလွယ်ကုန်းစားတဲ့အချိန်ကြီးများတော့တယ်ဆိုတာကိုရိမ့်မိသားကြောင့်မရကြောင်းခန်းတဲ့အလုပ်ဈေးထွက်တဲ့အလုပ်ရကန်းထောင်တဲ့အလုပ်ဒါနဲ့ပဲချိန်ကုန်ပြီးကြလားကိုယ့်ရဲ့ကိုယ်ရဲ့ဥပဒနာဉာဏ်ကမဲ့ဉာဏ်ကူးမဲ့လို့ကိုမလုပ်ဖြစ်လို့ရှိရင်ဒါဘာလုံးနေတာတော့ဆိုမရဘူးရထူးတဲ့စိန်ကိုဟုတ်လားဒါဝိုင်းမှာအလွယ်သုံးစားသုံးတယ်လို့မရဘူးရထူးတဲ့လူဘဝကြီးကိုအလွယ်သုံးစားသားကြောင့်မရကြောင့်ဖြစ်တဲ့ခန္ဓာကိုယ်သက်တမ်းဖြုံးပလိုက်မဆိုနိုင်ဘူးလားသေးသေးချာချာကြွမှရှုံးတာသိတယ်ရွာလေးရတဲ့မှာဟိုရင်ကဒီကြည့်နေမယ်ဆိုတော့ဖြင့်ဟိုရင်ကလည်းနိဝရဏတရားတော့မသိတော့ဇုံလုံးကဒီငါလည်းနိဝရဏတရားမသိတော့ဇုံလုံးကချင်းကျတော့ဟိုဘက်ငါလည်းဒီလိုပဲကျွတ်တဲ့ငါလည်းဒီလိုပဲအဲ့တော့မတတ်နိုင်ဘူးပြဒီလိုနေကြရမှာပဲဒီလိုမရှိပါနဲ့တဲ့ခုမျိုးလုံးမြင်ကျဲတဲ့ဖယားမျိုးလုံးမြင်ကျဲတဲ့ဆရာသမားကလမ်းချွန်နေတာခင်ဗျားတို့အလွယ်သုံးစားမလုံးနဲ့အလွယ်သုံးစားမလုံးနဲ့မရဘူးရထူးတဲ့ဘွားကြီးဒီခါကျွန်းသွားလို့ရှိရင်ကြောက်ခဲရည်ကြဒီခါလွဲသွားရင်ဘယ်နဲ့ဆိုကြကြောက်ခဲရည်ကြလို့ကိုခင်ဗျားတို့ကအာသန်တယ်လို့ဒီအိဗယ်ကိုဈာဖောက်ပြီးရှင်းပေးနေပါလေသဘောကျခိုင်းဒါဖြင့်ကုက္ကုဆဆိုတာဒကာဓမ္မတို့ဘယ်ချိန်လာတော့ပါလိမ့်မလို့လို့မေးတော့ခေါင်းငါရဟန်းကြီး2000အားထုတ်တာသေကံကြီးမှလားဘယ်ချိန်လားအဲ့ဒါကတစ်ချက်ပြီးတော့အခုလို့ဆရာကောင်းသမားကောင်းတွေ့ပြီခင်ဗျားတို့ဥပဒနာအလုပ်တွေအလုပ်ခိုင်းတော့ငြိမ်ငြိမ်လေးထိုင်ပြီးအသက်မှန်မှန်ရှုနေမှတွေးလုံးကလားတွေးလုံးကလားဒါကလည်းမနိုင်ခဲ့တဲ့သားပေါ်ဆိုးခဲ့တယ်သူတို့ရှာကျွေးခဲ့ရတယ်လေတရားတာမတရားတာတွေစုံလို့ဒါတွေနဲ့အထုတ်လို့မှဖြစ်ပါမလားလာပြီလာပါဗျာကုက္ကုဆကတကသိမှန်ပါဗျာကုက္ကုဆဒါမလာခြင်းနဲ့မှန်ပါဗျာတကကျွဲဒါပါမလာခြင်းနဲ့နော်မှန်ပါဗျာလာသူတို့ကလာရင်ဘာလို့မလို့တော့ဆိုတာကိုရှင်းမင်းညံဖုန်ညံတားမလို့လာတယ်မှန်ပါဗျာဘာမင်းညံဖုန်ညံတားမလို့လာရှင်းပြီနော်မင်းညာဘောညာတားမလို့လာတာဆိုတာသိကြပါလားသိပါပါဗျာ gain ဒါဖြင့်ငယ်တုန်းကတော့မိုက်ခဲ့ဗျာကြီးပြန်တော့လေဝေဒနာတွေကဆွဲလို့ကိုလို့ရမယ်ရေးတယ်မှန်းကြည့်ဖို့ဖြစ်တဲ့ကုသိုလ်တွေကျွတ်တို့ကလည်းမလုပ်ဖြစ်ပြန်ဘူးလို့လာကြမှန်းကြည့်ထားတဲ့ကုသိုလ်တွေပါတော့မလုပ်ဖြစ်ပြန်လဲသူသောကဖြင့်ဒါလည်းပါခေါ်ကြပုဂ္ဂိုလ်စပဲမဲ့ညာဘုံညာတာမတာဒါရဲ့နိဝရဏတရားသဘောကျဒါဖြင့်ကျွန်းနဲ့မတူဘူးလားကိုယ်လုံးလုံးဖြစ်သလားတဲ့အပေကြဖို့လုံးဖြစ်သလားကိုယ်လုံးဆိုတာကအပေတိုင်းကလွတ်ကင်းပြီးဒီကလာနိဗ္ဗာန်သွားဖို့လုံးမှာကိုယ်လုံးကိုဗျာအပေသွားဖို့လုံးဆိုတာဥစ္စာဒီကားလို့ရှင်တဏှာခိုင်းတဲ့အလုပ်ပုဂ္ဂိုလ်စခိုင်းတဲ့အလုပ်ဆိုတော့ကိုယ်လုံးဟုတ်သေးရဲ့အဲဒါကြောင့်ကိုယ်လုံးသူ့လုံးမကွဲအောင်ကုက္ကုဆဆိုတဲ့တရားကြီးခမည်းတော်ကိုတဲ့ကျွန်းတစ်ပေါက်အတွင်းတို့အပယ်လေးပါးကျွန်းတစ်ပေါက်အတွင်း30ဘုံထဲမှာကျွန်းတစ်ပေါက်ဖြစ်တဲ့သားကျွန်းမယားကျွန်းဖြစ်တဲ့အချိန်ကုန်အောင်လုပ်တတ်တဲ့တရားဖြစ်လေသောကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေကုက္ကုသုဒ္ဓိသဓာတိယံဆိုဓာတိယံကျွန်းပဲမှန်ပါဗျာရှင်းမလားရှင်းပါပါဘုရား gain နေ့ကစပြီးတဲ့ကာလပညာဆင်ကြပါအောင်ဆိုတာသတိပေးလိုက်တယ်မှန်ပါဗျာပြုပြီးသားသူရဲ့ကိုအောင်းမေကောင်းသလားမှန်ပါဗျာမပြည့်ရသေးတဲ့ကုသိုလ်လုပ်တွေကောမအောင်မေကောင်းဘူးအောင်မေရင်သောကဆိုတာဒေါသအနုစဒေါသအနုစဆိုတာဒကာဓမ္မတို့ခုတ်ကုသဆိုတာမဲ့ဖို့တာတဲ့နိဝရဏဒီလိုအကြောင်းကျိုးတွေဆက်ပြီးနာမည်တွေအကုန်ပေါင်းယူလိုက်တဲ့အခါကျတော့မှနိဝရဏတရားဆိုတာပေါ်လာဘူးလား gain ဒါရင်ခွန်ကြီးဒကာဓမ္မတွေဒီနှစ်ခုကိုဖယ်ရှားတဲ့နေတဲ့သိပြီခေါင်းကငကားမင်းကြီးလူဝရအောင်မင်းပြန်လုပ်ပါဦးနဲ့ပဲသတ်သိမ့်ရဘယ်တော့မှမဲ့ဖို့တည်သွားတယ်လို့ပါဖို့မပါတော့တည်ရင်တည်တယ်ဟောချမှာပေါ့အခုတော့မင်းမတတ်နိုင်ဘူးကွာဟိတ်တိဋ္ဌံဖြစ်နေလူဝရအောင်လုပ်ပါဦးလူဘဝရောက်ပြန်လဲတွေ့ဖြစ်နေမရဘူးသိပြအောင်လုပ်ပါအောင်လို့လာအောင်ပါပဲအဲ့တော့တောင်အဖြစ်ဆို
အကျုံကြီးကြုံပြီးမကောင်းတာအကုန်ဆုံးပြီးသံဃာခရီးတယ်ဖြစ်ပြီးဒီကာလဟံသံဃာဝန်တန်သမားအတုကဌာနမဒုက္ခသစ္စာကြီးနဲ့လေဓမ္မဖြစ်ပြီးဒီကာလနေရတာခொနဲ့ကငကားမင်းကြီးမှာဒကာသစ်တို့ဒကာကျွယ်တို့ဘယ်သူချလိုက်ကြကြောက်เสียမကောင်းဘူးသဘောပါကြအဲ့တော့ဒီဒကာဓမ္မတွေမှာလည်းသားနဲ့သမီးနဲ့ဆွေးနဲ့ငွေနဲ့စိမ့်နဲ့ရွှေနဲ့အိမ်နဲ့ယာနဲ့နေကြတော့ထိုက်တန်တော့ရှိကြတာဖြစ်တော့ဒါလေးဘယ်သူများပေးရပါဒါလေးဘယ်သူယူဘယ်သူပေးခဲ့ရပါမလို့သေကံနည်းတော့လုံးနေကြစမ်းမှနဲ့သဘောကျဒါလေးဇွဲကိုဇွဲမနေနဲ့ကိုယ်လိုကိုယ်ခန္ဓာကိုယ်ရှုသေးဆိုတာလည်းသင်ထားတယ်မသင်ထားဘူးလားဘာလို့ရမှာလဲကိုယ်ခန္ဓာကိုယ်ရှုပြီးကြတာသိကြပါလို့ပြောလိုက်ကိုယ်ခန္ဓာကိုယ်ရှုကိုယ်ခန္ဓာကိုယ်မုံကိုယ်ခန္ဓာကိုယ်ဆုံးကိုမြင်ပြီးဒီကလာသိလိုက်လို့ရှင်းဖြင့်ဘုရုရှင်ကသောတာပန်သရဂံနာဂံဖြစ်ပြီးသေဂဏိဖြစ်နိုင်တယ်လို့ဆိုတာလေဖက္ကုဏတုန်းကလည်းသေချာဟောခဲ့ပါပြီရှုသေးပါလို့ပြောဘူးလားအဲ့ဒါကတော့ဘာကြောင့်လဲဆိုလို့ရှင်းဖြင့်တဲ့တရားဓမ္မတို့နိဝရဏကိုမလောင်တားတဲ့အလုပ်လည်းဖြစ်သွားကြောင်းကိုယ်ပိုင်အလုပ်လည်းဖြစ်သွားကြောင်းသခင်ဖြစ်သွားတယ်သူဝင်လာရင်ပုဂ္ဂုစဝင်လာရင်ကျွန်ဖြစ်ပါတယ်ရှင်းမလားခဲဒါဖြင့်ဒီကနေ့မှတရားဓမ္မတို့အကုသိုလ်တွေးဖို့အရေးရတယ်ကိုယ်ရေးမဟုတ်ရှင်းမလားရှင်းပါဘူးမလုပ်ရသေးတဲ့ကုသိုလ်တွေမလုပ်ရသေးလို့စိုးရင်လည်းအလုပ်ဟာလဲကိုယ်ရေးကပါလိမ့်မလို့ကိုယ်ခန္ဓာကိုဖြစ်ဖြစ်ရှုသေးကိုယ်ရေးကပါလိမ့်ကိုယ်ခန္ဓာကိုဖြစ်ဖြစ်ရှုသေးပါကိုယ်ခန္ဓာအိဋ္ဌကိုကိုမြင်အောင်လုပ်ပြီးသေးပါလို့ဆိုတာကိုဖြင့်များစွာတိုက်တွန်းရှင်းမလားရှင်းပါဘူးကောင်းပြီဒါဖြင့်ကုက္ကုစအကြောင်းဖြင့်ဒကာဥလာဘူးရေသိကြပါလားသိကြပါဘူးဒီငကားမင်းကြီးဝတ္ထုထုတ်သဖြင့်လဲသိကြပါဘူးသိကြနော်သူသာလာလို့ရှိရင်ဖြင့်ပယ်လေးပါဆိုတော့ဒိဋ္ဌံဘုံနဲ့ပယ်လေးပါးတဲ့ကတပါးပါဝင်ဘူးဗျမနဲ့နာသွားဘူးလားအေးဒါကြောင့်ပြန်တက်ဖို့ရဘုရားတောင်ကူနိုင်သေးရဲ့မကူနိုင်ပါဘူးခိုင်းတကကျွယ်ဒါလေးဒေသနာမကြားခဲ့ရကုသိုလ်လေးမလုပ်ခဲ့ရတာနာလိုက်တာတဲ့ဒါလေးကြောင့်တခါလေနှလုံးအထုတ်တာတွေကကဲမဲ့ယူမဲ့လို့မလာပဲနဲ့ဒီကုက္ကုစလေးကနေပြီးဒီကလာတိရစ္ဆာန်ဘုံထိုးရှိုက်တယ်တခါသက်နာရီတဲ့ဖြစ်ချင်းအနှစ်နှကောင်းနဲ့ဗျာဓမ္မဗလာတက္ကရာမှာဒီတိုင်းလာပါတယ်မနာဘူးလားနာပါဘူးဗျာခိုင်းဒါဖြင့်ဒကာဓမ္မတို့ကုက္ကုစလာခဲ့တော့ဘယ်နဲ့လောက်ကြမလို့လို့မေးရင်ဖြင့်ဒီတရားပွဲမှာအားလုံးသိပါပြီတကယ်ကုက္ကုစလာပြီတခါသက်ဘယ်နဲ့လောက်သူ့ရင်ရှုသူ့ရင်ရှုဘာလို့ရမလဲသူ့ပဲဖြစ်ဖြစ်ရှုရမယ်ဆိုတာသိကြမလားကောင်းပြီသူ့ပဲဖြစ်ဖြစ်ရှုတာဘယ်ပါဠိတော်များလာပါလိမ့်မလို့ဆိုတော့ဝိကိတ္တစိတ်တံဝိကိတ္တစိတ်တံဒီပဇာနာတိဝိကိတ္တစိတ်တံဝိကိတ္တစိတ်ကိုဝိကိတ္တစိတ်တံဒီဝိကိတ္တစိတ်ပြီးပဇာနာတိဖြစ်ဖြစ်သိအောင်ရှုกว่าသူ့ကိုယ်ပဲဖြစ်ဖြစ်ရှုပြပါလို့ဆိုလို့ဆိုသေချာဟောပါတယ်ဒါဖြင့်ဝိကိတ္တစိတ်တံဝိကိတ္တစိတ်တံဒီပဇာနာတိဝိကိတ္တစိတ်တံပြန်တဲ့စိတ်ကိုဝါကုက္ကုစနဲ့ရောနေတဲ့စိတ်ကိုပဇာနာတိဖြစ်တဲ့သိအောင်ရှုသူ့ကိုရှုပြပါဝိကိတ္တံဒီဥဒိစ္စကုက္ကုစံလို့ဒဂရဆရာများဖွင့်သောကြောင့်ဥဒိစ္စနဲ့ကုက္ကုစတွဲပြီးဝင်တတ်တယ်တွဲပြီးဝင်လို့ရှိရင်ဖြင့်ဒကာဓမ္မတွေနှစ်ခုသုံးပါလို့ကဂိုင်းသူ့မနိုင်နိုင်အောင်ရှုနော်မနိုင်နိုင်အောင်စိတ်ဓာတ်ဥပဒနာသတိပဋ္ဌာန်ပါဠိတော်ကမနိုင်နိုင်အောင်ရှုပါလို့သေသေးချာချာဟောပြီးဒီနောက်မှတပည့်တော်တို့ဘာလို့အောင်မှာတော့မဲတော့မှဒကာဓမ္မတို့ကြိုက်တဲ့ကမ္မထာပြန်ရှုသူ့မနိုင်ပဲနဲ့တော့ကြိုက်တဲ့ကမ္မထာကိုမလှဲ့ပါနဲ့သူ့ကိုမနိုင်နိုင်အောင်စစ်တိုက်ပါဦးဘာဒါရင်ဘုရုရင်ရှုရမယ်ပုဂ္ဂုစလာရင်ပုဂ္ဂုစဖြစ်ဖြစ်ပုဂ္ဂုစဖြစ်ဖြစ်ပုဂ္ဂုစဖြစ်ဖြစ်ကြီးရှုနေသူကရှုခံလာတာဆိုတာကိုသိကြပြီခင်ဗျားတို့အတွက်ဟာ
ဒကာကျွဲအများကြီးဆွေးနေနော်ဒီပုဂ္ဂိုလ်စားကဒီကနေ့နဘူးပေါ်လက်တင်ဆရာဝန်လက်လျှော့တယ်ဝေဒနာတွေရတော့မှဒီသားပဲလို့နေရမလဲသမီးပဲလို့နေရမလဲဆိုတော့တွေးလုံးနေမလားလာပါဘူးပြုပြီးသားသူစိတ်တွေလည်းတွေးလုံးတွေကလာပါဘူးသူတို့ရှင်းလည်းမပြုခဲ့ရသေးပါလားဆိုတော့ကိုကုစားကတော့လာပါဘူးဒါတွေကရင်ဘာလို့ကြရှုနိုင်ရင်နိုင်အောင်ရှုနော်မရှုနိုင်ငကားတော့သိကြတာပဲမရှုနိုင်ရင်ငကားဘဝတော့သိကြတာပဲဖာလိနာငါးလိနာဖြစ်နေဘယ်တော့မှမကျွတ်နိုင်ဘူးသဘောကျအမှန်တန်ကြောက်ကြအောင်ကောင်းတယ်ဒါကြောင့်ဘယ်လင်ဘယ်သားဘယ်ပစ္စည်းဘယ်မရရဲ့လို့တကားကြွယ်မလာစီနဲ့နော်မလာစီနဲ့မလာစီနဲ့ဒီအချိန်မှာရေးကြည့်တဲ့အချိန်ရေးကြည့်တဲ့အချိန်မှာသူကဝင်ပြီးနှောက်ယှက်ပြီးသူကဝင်ပြီးကြောင်းဆောက်ထားတဲ့ကုသိုလ်လည်းသူကအကျိုးပေးမခံဘူးသူကငါရင်အကျိုးပေးမယ်ဆိုပြီးဝင်လာဘာလို့ဆိုရသဘောပါအဲ့တော့သူကဘာလာဖြစ်လာတော့ဆိုတော့အာသန္နကံလာဖြစ်လာအာသန္နကံဆိုတော့သေကံနည်းနဲ့နီးတယ်ကွာသုတိစိတ်နဲ့နီးတယ်ကွာဘာလာဖြစ်လာအာသန္နကံလာဖြစ်လာဘယ်သူနဲ့နီးပါလဲသုတိစိတ်နဲ့နေတဲ့ပုဂ္ဂိုလ်စားဖြစ်မလားဘူးလားအဲ့တော့ဥပမာလေးတစ်ခုတရားဓမ္မတွေကမှတ်လိုက်ပါတော့အရင်ဟာတွေကမကယ်နိုင်တာဘယ်နဲ့ကြောင့်လို့ခင်ဗျာသူတို့ကလာပါတော့လားဆိုတော့ခင်ဗျားတို့ကဒီဘက်သွားအောင်ကြည့်တာဘူးအရင်ပြုတ်ထားတဲ့နှစ်သောင်းအားထုတ်ထားတဲ့ဒီလာတွေကျန်စစ်စိမ့်နေဘာကိစ္စရှိတော့အခုတော့ဒီလိုအားတွေတော့အောင်းမေဘူးခင်ဗျားတို့ဥပဒနာရှိဖို့တော့မအောင်းမေဘူးသားလေးပဲလေနေရမလို့ငါရိုးစင်လေးတဲမလို့ကလည်းမတဲဖြစ်သေးဘူးမဟုတ်တာတွေကလာနေပုဂ္ဂိုလ်စားကပဲလာနေတော့ခင်ဗျားတို့လာစက်နာကလာတာမလာတဲ့နာကလာအဲ့တော့သူကသေဘောက်သေဝါနဲ့ဘယ်နဲ့နေလဲဒါကြောင့်သူကအရင်ကျုပ်ပေးချက်လောကီဥမာနဲ့ပြောလို့ရှိရင်ခင်ဗျားတို့ဘုံကိုရှင်းပါလိမ့်မယ်ဒီဥပမာလေးကိုသေချာလည်းမှတ်ကြပါနွားအိုနွားပြေနွားငယ်ညနေနွားကြောင့်ကနွားတရားလောက်မောင်းပြီးခြံထဲသွင်းလိုက်နွားကြောင့်ကလည်းသူအိမ်ပြန်ဖို့ရေးကအမှန်တန်ကြီးပါတယ်အငှားကြောင့်တာကိုဒီနွားတွေခြံထဲပိတ်ပြီးမှသူပြန်မှဖြစ်နေတော့နွားတွေမောင်းသွင်းအဲတင်းရိုက်သွင်းဘယ်လိုပဲရိုက်နွားကိုနွားကြက်တွေကတော့မှန်မှန်ပဲသွားမှာအားရှိတော့သွားမှာခေါင်းကနွားပြေလေးနွားလက်ကလေးတွေကတော့အရင်ရောက်အောင်ပြေးတယ်အရင်ရောက်အောင်ပြေးတော့ဒီခါကသူတို့ကနွားချံဤနောက်ဖေးဘက်ကြီးအဝေးဘက်ကြီးရောက်တော့သွားတာပေါ့ဗျာခြံထဲမှာအပေါက်နဲ့ဝေးတဲ့ဈေးကြီးတို့ကရောက်တော့သွားဘာလို့အရင်ဝင်ရတယ်တပည့်ကြနှုတ်ကြီးတွေကတော့ဘယ်လိုရိုက်သွင်းမကိုကမှခတ်ချက်ခတ်နိုင်နေဖြစ်နေတော့မသွားနိုင်တော့ဒီပေါဝါနာတယ်မဲ့သူတို့ဒီတကားပိတ်ပြီးပြန်သွားတော့သူတို့ကအပေါဝါအိတ်ရတယ်နှုတ်ကြီးနှပြုံးနှလန်းကြီးကဟိုးကျေကျေဝန်းဝန်းမှသွားအိတ်တယ်အဲ့ဒီတကားပိတ်ပြီးနွားကြောင့်ကပြန်ရောနောက်ပြန်နဲ့သူနွားကြောင့်ကိုလှုပ်လှုပ်တဲ့အခါခြံဖွင့်တဲ့အခါကျတော့တကားသေးတို့တကားကျွဲဥလာဘူးတို့စဉ်းစားဘ누구ရင်ထွက်မလဲကဲနှိုးကြီးကရင်ထွက်ဘာဖြစ်လဲခြံပေါင်းနဲ့နီးလို့သဘောကျဒီမှာလည်းခင်ဗျားတို့တဲ့ဒီပြန်ကုသိုလ်တွေကအကျိုးပေးဖို့တွေအများကြီးရှိပါတယ်တို့တော့ခြံပေါင်းနဲ့နီးတဲ့ပုဂ္ဂိုလ်စားကဒီကနေ့မှလာပြီးကန့်ွက်ချတယ်ဒါကြောင့်သူကရင်ကျုပ်ပေးချတယ်သူကဟိုဘဝထွက်ပေါက်နဲ့တွားနေပေါ်လားဩဒါဖြင့်ဒီဥပမာအတိုင်းပဲဩဒီပြန်ကုသိုလ်တွေကဝေးရောက်ပါသူကအနည်းနဲ့အနည်းရောက်နေတော့ဒီဘဝကဟိုဘဝထွက်ဖို့ကြတော့သူကနေရင်ထွက်ပြီးကျုပ်ပေးချတယ်ဘယ်တော့ကြောက်เสียကောင်းကဲတရားဓမ္မတို့စဉ်းစားမိကြသူကရင်ဝင်ကျိုးပေးတော့နှအိုးသဘောဗျာထွက်တော့သူကရင်ထွက်သဘောကျဘယ်လိုမောင်သူတို့ပိတ်နေတဲ့ဟိုနွားတွေကထွက်နိုင်ရလားဒါနဲ့သူတို့ကရင်ထွက်ရမယ်ဆိုတာမသိကြဘူးဘာကြောင့်လုံးတော့မေးတော့ဘယ်နဲ့ဖြေကြချံပေါင်းနဲ့နီးလို့ဒကာဓမ္မတို့ဘယ်နဲ့ကြောင့်ပါလိမ့်ရှင်းမလားဒါဖြင့်ခင်ဗျားတို့လည်းဒီဘဝကနေဟိုဘဝကိုထွက်ပေါက်နဲ့မနေဘူးပုဂ္ဂုစကလေဒါဖြင့်ထွက်ပေါက်နဲ့နေတဲ့ပုဂ္ဂုစဖြစ်လေတော့ကြောင့်ခေါင်းကနှစ်2000ကအဝေးရောက်
အနည်း1000တရားထုတ်ထားတာကခေါင်းကပိန်းလိုက်ဆွဲတဲ့အပြစ်ကလေးကဘယ်ရောက်အနိထောပေါနာရောက်နေတော့ဖြတ်ဆိုသူကငကားဖြစ်ကျုပ်ပေးချတယ်ပေါ်ကြဒါဖြင့်ကုက္ကုစတကားသိတကားကျွဲသိကြောက်เสียကောင်းတဲ့တရားပါဘူးလားဘူးပေါ်လားဒါရင်ဘုန်းကြီးတို့ဓမ္မတွေဒီအချိန်ဘာလုပ်ကြရမလဲကိုယ်ခန္ဓာဖြစ်ဝေဒနာလားဝေဒနာဖြစ်တဲ့ရှုပေါ်စိတ်လားရှုသေးတာလည်းအကောင်းဆုံးပဲဒီပင်ကြားတွေဖြင့်အတိုးမခံပါနဲ့ကုက္ကုစတွေဥဒိစ္စတွေမလာကြီးပါနဲ့မေတ္တာဘုဒ္ဓအပေသွားအောင်လုပ်မလို့တကယ်လို့ရှုသေးတော့မဉ္ဇဉ်ဘုံညာရအောင်ပါသူတို့လာလိုက်တဲ့အခါကျတော့မေတ္တာဘုဒ္ဓအပေသွားဘလို့များကြောက်เสียကောင်းဘောလားဒါသံဝေကရအောင်လို့ဟောတဲ့တရားမဟုတ်ဘူးဖြစ်စဉ်ကြိုက်ယနေ့ပြောနေတယ်မှတ်ပါဘာဟောတာပါလဲဒါဖြင့်ဖြစ်စဉ်ကြိုက်ဆိုတာဒကာကျော်ဘုရုမှနဲ့ဟောတဲ့တရားမဟုတ်ဟောဖြစ်စဉ်ကဖြင့်ဒီတိုင်းပဲဒကာဓမ္မတို့ရှောင်းရင်ရှောင်းရှားရင်ရှားမရှားသွားပဲဒါဖြစ်စဉ်ကြိုက်ပြောတဲ့တရားပဲဒကာကျော်တရားမောတရားတွေဆိုတဲ့ဥစ္စာကတော့ခမည်းတော်မတော်ဘူးနော်မတော်ဘူးတဲ့ဖြစ်စဉ်ကြိုက်ပြောတဲ့တရားသာလည်းအမှန်ထားပြီတော့သဘောပါကြဒါရင်ကုက္ကုစတကားသိသိကြောက်เสียကောင်းပါမဉ္ဇဉ်ဘုံညာအထုတ်တော်မယ်ဆိုရင်သူလားသေဘောသေဝနီးအမလေးချက်ကောင်းမလားဒကာဓမ္မတို့ပဲချိန်လာပါလေသေဘောသေဝနီးလာပြီတရားထုတ်တော်မယ်ဆိုရင်ဒီပြင်ချိန်လာပါတော့ကိုတော်ကြီးလို့ပြောပါလားဒီပြင်ချိန်လာကုန်မလားဖက်လိုက်တဲ့ဖြစ်ချင်းမှဒီနှစ်ချိန်မှကျူးကျူးဆဆလာဘယ်နှံတရားဓမ္မတော့သိမဆိုးပါဘူးလားပေါ်ကြဗလားဒါဖြင့်တရားသေးအကြီးဆုံးရန်သူဘယ်သူပါလဲရှင်းပြီနော်အမလေးဥလားဝေဒီလိုပုဂ္ဂိုလ်တွေသိချင်းဆိုများလိမ့်မယ်ဆိုတာခမည်းတော်ကိုယ်ပိုင်များနဲ့တွေးကြည့်ပြီတော့တခါကျဒါတွေများမလားများဘူးဟိုတချို့များတရားဓမ္မတို့ဝိညာဉ်မချုပ်နိုင်ဘူးပုဂ္ဂိုလ်စားနှိမ့်ဆက်တည့်ရများအောင်ဝိညာဉ်မချုပ်ဘူးဘာဖြစ်နေတယ်ပြောတာဘူးတွေးတွေလည်းချုပ်ကုန်ပြီဒီပုဂ္ဂိုလ်စားအခန်းနေတာပုဂ္ဂိုလ်စားဟိုတွေးဒီတွေးတွေးနေတော့ပုဂ္ဂိုလ်စားတွေအတွေးလုံးထုတ်ပြီးတကလားနေတာနဲ့ပဲသက်ဆိုးရှိနေဝိညာဉ်ကချုပ်နိုင်ရလားတဲ့လဲဆိုးရပါလားနောက်ကြတော့ချုပ်မဲ့ချုပ်ပြန်တော့လေဒကာဓမ္မတို့ခမည်းတော်အပေရောက်သွားချုပ်တော့လေအပေရောက်ပါလွန်လာကြည့်လားဂိုင်းတချို့ဒကာဓမ္မတွေကမသိတော့တေဂန်ကြီးများဟောသူဆွေမျိုးလေးမလာသေးလို့ထင်ပါရဲ့အမလေးတွေးလိုက်သေးတယ်ဆွေမျိုးလာရင်ပိုကြချတော့မယ်ဆွေမျိုးမလာသေးလို့ထင်ပါရဲ့ဆိုတော့ဆွေမျိုးလာတော့လာကြသလားလို့မင်းနေတာမဟုတ်ဘူးဘိက္ခပုဂ္ဂိုလ်ကလောချာဘယ်လိုလာပြီလို့ဩနေတယ်ဩပြန်တော့တကယ်လို့များကြားသွားတဲ့ခါကျတော့သူတို့နဲ့လည်းခွဲရတော့မယ်ဆိုတဲ့ကုက္ကုဆာလာလဲလို့လာလိုက်တော့သွားတယ်ဦးတဲ့ဒီဥစ္စာတွေဘေးကလူတွေကလည်းအတော်လျှော့တယ်ဗျမလျှော့ဘူးလားဘေးကလူကလည်းရုပ်ဆိုးကြီးတန်တဲ့အလုပ်ကိုအတော်လုပ်ပေးလို့ရှိတချို့ကဒီဝိညာဉ်မချုပ်နိုင်လို့တဲ့ကရုကလေးထဲလိုက်မှထွက်သွားတယ်အာမလေးသွားပြီတရားဓမ္မတွေဒီဥပဒါလည်းသိုးသွားတာပေါ့မသိဘူးလားဒီဥသိမဲ့ကြံတဲ့အခါကျလို့ရှင်သိမယ်လို့သိချာသိနေတဲ့ပြင်တဲ့ဟာမွေလုံးလေးတွေရွှေလုံးလေးတွေလျှောက်ပြီးကုမ္ပစာတွေတင်းထဲတော့တာပဲဘယ်လောက်များဆိုးလို့ဒီမှာလည်းတရားဓမ္မတွေကကရုကလေးလို့ထမမထွက်နိုင်ဘူးအစရှိတဲ့ကြောဩဇာရများထိုးမှထမရဲ့ဟောဖြစ်မှဖြစ်ရလေဟိုနာရကျင်လာတယ်နာရထောသောနဲ့သိအောင်လို့ဒါလေးကြလာတဲ့ဆိုပါတဲ့သောတော်ဝန်နဲ့ပိတ်ပြီးသေးပါစေလို့ဒီလုတ်တွေကဒကာကျွဲမသိတဲ့ပုဂ္ဂိုလ်ရှားမှသေရမှာခုကပဲကြောက်ထားစမ်းပါဦးမှားကြအောင်မြတ်ခင်ဗျားတို့မဟုတ်တာတွေဖြင့်မလုံးရကြပါနဲ့ကွာငါလက်လီစုထားရစမ်းပါတော့ခုကမှားထားကြသေရမယ့်လူတွေကတော့အခုမဲဆိုတာသေကြပါလားအဲ့တော့သားတွေမယားတွေကဟိုကလက်တို့ဒီကလက်တို့ညှိခင်မွန်းတဲ့အသက်မထွက်နိုင်တာသိရလားဘယ်လိုညာလို့ဟိုရှုပ်လို့သဘောကျအဲ့ဒီရှုပ်တာတွေကိုတကယ်ကျွဲလက်ခံမနေနဲ့နော်သ
တော့စီစီမင်းတို့မယောင်ကြပါနဲ့ကွာငါတရားနှလုံးသွင်းပြီးသေးပါမယ်ဘယ်ကူကြီးမှမပေးကြပါနဲ့ဒါလူတိုင်းမှာရမယ်ပါတယ်မရတယ်ဘယ်ကူကြီးမှမပေးနဲ့ရေစားလို့ရေလာလည်းမတိုက်တာနဲ့သူ့ဟာသူစားတယ်ပြောရင်တိုက်စားတယ်မပြောလို့ရှိရင်တိုက်ကုန်တိုက်စီနဲ့သဘောကျကိုကလည်းတလုံးနဲ့ဝေဒနာနုပါဒနာတလုံးနဲ့နှလုံးသွင်းဒုက္ခဝေဒနာလာလဲဒုက္ခဝေဒနာဖြစ်ပြနှလုံးသွင်းဒုက္ခဝေဒနာလာရင်ဒုက္ခဝေဒနာဖြစ်ပြကိုနှလုံးသွင်းပါသဘောပါကြနှလုံးသွင်းပြီးသိသွားတဲ့အခါကျဝေဒနာတွေကဖြစ်ပြနောက်ဝေဒနာတွေမုံနောက်ဝေဒနာတွေဆုံးသွားရင်သောတာပန်သရဂအနာဂံသိနေဘေးကမသူတော်တွေဝိုင်းပြီးသူပြောလို့ပြောနေခြေတို့လက်တို့တွေနဲ့ဆိုရင်တခါကျသွားတယ်သိကြောက်ရမကောင်းဘူးလားဒီလားကိုမဟုတ်တဲ့ကြံနေပေးတဲ့ပုဂ္ဂိုလ်တွေကလည်းတပုံကြီးပဲနော်တခါကျမှားမလားမှားရမယ်တခါကျတော့မှားရဲပါမမှားရမှာပေါ့ကိုကြီးဟိုမဟုတ်တဲ့လူတွေကလာပြီးကလမတရားတွေဟောနေခက်ဘူးလားအဲ့တော့ဒါလူမကြတဲ့မှာသူတော်ကောင်းတယောက်သေးဖို့ရသူယုံမှသေးဖြစ်သွားမှာမစိုးရဘူးအဲ့ဒါကြောင့်ဒကာဓမ္မတို့ယနေ့ရေးဟာသမင်းညကြီးတဲ့ရေးမှားတာမဟုတ်ပါဘူးငါကပုဂ္ဂုစမရှိတယ်သူတို့လာတာနဲ့ပုဂ္ဂုစကဝင်သူ့လည်းမွေလေးမပေးခဲ့ရတာဟောပုဂ္ဂုစလာကြတာပဲဒုရပဲမောင်ကြီးဘယ်လိုလာတယ်ဟုတ်လေတူလေးလာတယ်အမလေးလာတယ်နှမလေးလာတယ်အခုဝယ်ကျင်းနဲ့လာလို့ပေါ်တော်ကန်းနဲ့အခုဝယ်ဆိုင်လာတယ်နာနာကပ်ပြီးငါအော်လိုက်သေးရိပ်မိဗလားတော့မဆိုးဘူးလားအဲ့ဒီမှာလူမကတကယ်ဟောလာရှာတကူတို့ဆိုတဲ့လာရှာတကူဆိုလို့ရှိရင်မဲ့သူ့မှာဘာမှမပြောခဲ့ရဘာမှမမှားခဲ့ရဆိုတဲ့ကုက္ကုစကမလာဘူးလားအဲလာရင်လည်းလာပြီးဝิญဉ်ချုပ်သွားတယ်ဟုတ်စီဖို့ဒီပြင်ဘယ်မှာသွားကြရှိသေးအဲ့ဒါကြောင့်ယနေ့ရေးမှာဒကာဓမ္မတို့တရုတ်တွေလည်းမဖြစ်ပါစေနဲ့သဘောကျကိုရေကိုဘေးနာကလည်းသူတော်ကောင်းရှိကြပါစေသူတော်ကောင်းမရှိလို့ရှိရင်ကိုတရားကိုနှလုံးသွင်းသေးကြပါလူမိုက်တွေနာခြံရံပြီးသေးရမယ်ဆိုရင်ဖြင့်မဲမဆိုင်ဖို့မဆိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်မှဆိုရင်ရမဲဆိုင်ဖို့ဆိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်မှတော့လေဘယ်သူကဘာပြောလို့ဘာနေနေသူကနိစ္စဂရိကောတယ်လာရဂရိမြဲသွားသူ့အတွက်ကြတယ်လေဆိုရင်ညာမရှိဘူးတဲ့သဘောကျပုထုဇဉ်ဖြစ်နေသေးတဲ့ပုဂ္ဂိုလ်တွေအတွက်မှဖြင့်အချမ်းရံဘေးကသူတော်ကောင်းတော်တော်အရေးကြီးတယ်မရှိလို့ရှိရင်ကိုယ့်ဟာကိုယ်သူတော်ကောင်းဖို့အရေးကြီးတယ်ကိုယ်သူတော်ကောင်းလို့ကိုဘေးကသူယုံမှာကမရှုပ်ဖို့ရလဲခုကတည်းကကာကွယ်ထားပါဘုရားကိုရေးမကြည့်ဘူးအဲ့ဒီရေးကြည့်တဲ့ချက်တရားမတွေ့ရမယ်လမ်းပြောတာလားတွေ့ရမယ်လမ်းလားတွေ့ရမယ်လမ်းပြောတော့ကိုကဘုံနဲ့လည်းဝိညာဉ်မချုပ်တဲ့ချိန်မှန်ပါဝိညာဉ်ဆိုတာဘုံနဲ့လည်းချုပ်တာလည်းရှိတယ်မချုပ်တာလည်းရှိတချို့မချုပ်တာကတော့ဒကာဓမ္မတို့ဟိုမှာကံကစီမန်းနေတာကသူ့ကိုအပယ်ပြစ်ချမှာလားနာရသူတည်လားရုပ်စိုးလောက်လားဒီဝေဘာလို့မရရင်လည်းကြားနေသဘောကျဝေဘာလို့မရရင်ကြားနေသဘောကျဘယ်နဲ့ကြောင့်ကြားနေပါလဲကံကဝေဘာလို့မရသူကပြစ်ချမယ်ဘက်ကကိုဗျအဲ့ဒီပြစ်ချမယ်ဘက်ကနေရညာဆိုလေသူကဝေဘာလို့ကမရသေးဘူးဝေဘာလို့မရတဲ့ခါကျတော့နမိတ်တွေကအမျိုးမျိုးတော်ကြနမိတ်ထင်လားတော်ကြငရဲနမိတ်ထင်လားတော်ကြဒိဋ္ဌာနမိတ်ထင်လားဓကံကဝေဘာလို့မရသေးပဲအဲ့ဒီမှာမချုပ်နိုင်ပဲဖြစ်သဘောကျဝေဘာလို့ရတဲ့ဒီနေ့ကြတယ်လဲသွားတာပါပဲညခွနဲ့သုတိသွားမှာပဲသုတိသွားဒုတိသွားမှာဖြင့်အပယ်သွားမှာဖြင့်သွားတာပါပဲတဲ့ဝေဘာလို့မရလို့ကြာတာကိုဘယ်သူမလာသေးလို့စောင့်တယ်လို့ခမည်းတော်ကယူလိုက်တဲ့အတွက်ခက်တယ်သဘောကျကံကဝေဘာလို့မရသေးလို့ကြားနေတာခမည်းတော်မြင်းလေးစောင့်ဘယ်လိုလို့မှန်ပါဘူးသမီးလေးစောင့်တယ်လို့ဘေးကလူတွေကပြောနေတာပြောလို့လာလဲလာပါရောနာနာလည်းကလည်းအော်ပါရောသွားရောဒီလူပဲတကယ်လို့ကကြားသွားရင်လေကြားတော်လို့ကုက္ကုစသာဝင်လာမယ်ဆိုမသွားပါနဲ့ဆိုလို့ရသေးရဲ့အဲ့ဒါတကယ်ကြွယ်တကယ်သေးဘူးလားဘူးအခုချိန်ကစပြီးဒီကာကွယ်ရေးကိုခင်ဗျားတို့လုပ်ထားရအောင်ဘယ်လိုလုပ်ပါ
မှားရနာမှာပြောရနာပြောဖို့ဗျာသူတို့ကနမိတ်မရှိဘူးလို့ပြောကြတယ်ပြောလိမ့်မနော်ဟိုနမိတ်မရှိမဲ့ဒီနမိတ်နဲ့သွားရမှာကွာလို့ပြောတယ်ပြောသဘောကျလားနမိတ်မရှိဘူးလို့သူတို့ကပြောမှာသွားရမှာသိကြတယ်လို့သာကိုကရဲရဲပြောပါတကယ်ပြောနှုတ်ဆွနေဦးမှာလားတကယ်သက်ကောသူတို့ကနမိတ်မရှိပါဘူးဆိုပြီးနေဒီဒုက္ခနဲ့ဒီလိုများပြောတဲ့အခါကျလို့ရှင်ခင်ဗျားတို့ကရောပြီးဒီကလာမိုင်းတွေချပြီးမနေနဲ့ဟုတ်ဒီလမ်းကဒီစကားဘယ်သူမှလွတ်မှာမဟုတ်ဘူးလွတ်ပါမလားအဲ့တော့ပြောရရှိတာမှားရရှိတာငါစကားကုန်ပြောမေးဒီဥစ္စာဘယ်သူမှမျက်ရည်လည်းကြကြမလို့အမှန်ကြီးပဲဒီလမ်းငါသိလို့ရှင်ဘာမှမရှုံးနဲ့ဟိငါခန္ဓာငါရှုပြီးဒီကလာသေဘောဝင်လိုက်မဟိဟုတ်လားဒီဟာအကောင်းဆုံးမဟုတ်လားမင်းတို့ဘယ်ကလာလို့ဘာရင်းညာရင်ကလာပါလာပြောမနေနဲ့မျက်နှာတောင်လာမပြလာနဲ့ဟုတ်လားဟိုနှိပ်ဒီနယ်လုံးနေနဲ့ရှင်းမလားဟိုနှိပ်ဒီနယ်လုံးနေပြန်လို့ရှိရင်တို့အာယုန်နဲ့ညည်ညည်အောင်မှာကိုညည်ရင်ကိုယ်ကိုစားမလားပဲဘူးလားလာရင်တွန်းချမှာသနာကလေးနဲ့တွန်းချလိုက်တာဟိုဘိက္ခုနီမဖြစ်တဲ့ဟိုဒကမလိုပဲသူ့ယောက်ျားတောင်ပေါ်ခေါ်တော်ပြီးဒီကသူ့ယောက်ျားကမဲတောင်ပေါ်ခေါ်လာတာဆရာကြောင့်မဟုတ်ဘူးလောလက်စားတွေယူပြီးဒီကလာမဲသတ်မလို့ခေါ်လာတာလို့ပြောတာပေါ့ဗျာအဲ့ဒီရင်ဘိက္ခုနီမဖြစ်မှညာရှိတဲ့ဒကမဖြစ်ရင်မောင်ရဲ့ဒီလောလက်စားတွေမောင်ပိုင်တာပဲရလဲရပါတယ်တို့တော့လေကျုပ်တော့နောက်ဆုံးမိတ်သေးခြင်းဖြစ်တယ်တောင်းဟုတ်သေးရမှာပဲသတ်မလို့ခေါ်လာတာကိုတို့တော့လေကျင်ယောက်ျားကိုသုံးပါလောက်လှည့်ပြီးကြော့ပြရစီဦးငါလာသေးတာအဲ့ဒီခရောင်းရိုက်ဖြုတ်ပြီးဒီကရသူ့တောင်ပေါ်တွန်းချတယ်ယောက်ျားတွန်းချသေးပါရောဟုတ်ကြရိပ်ပြီကလားအဲ့ဒီခင်ဗျားတို့ကအဲ့ဒီအချိန်မှာတွန်းချမှလဲဆိုရသေးတယ်မိမတွေကရိပ်ပြီကလားအဲ့ဒါကြောင့်ကုက္ကုဆဆိုတာတကလာစရာကငကိုယ်ရှိရတယ်တဲ့သူတို့ကဝင်ရှုံးမဲ့ဆိုတော့ကုက္ကုဆမှုပေါက်နေတယ်မှုပေါက်လို့ရှိရင်သေခြင်းစိုးဖြစ်ပေဘူးလားဖြစ်ပါဘူးသေခြင်းစိုးကြောက်လို့ရှိရင်ကုက္ကုဆဝေကရှောင်ပါဆိုတာသတိပေးလိုက်တယ်ရှောင်ဆိုတာဖြစ်တဲ့ရှုပြီးတော့ဥပဒနာကမူပြင်းပြန်ရှုဗျာအဲ့ဒီလိုရှုပြီးသေးတာဖက်ကုဏအကောင်းဆုံးပဲလို့ခင်ဗျားကမဟောဘူးကဲပေါ်ကြဝိသိကတလုံးကြတယ်လက်ပြမဟောကြစို့